ဒီထက်စွလေးကတော့ကျမလက်စွပ်အဟောင်းလေးကိုပြင်တာပေါ့နော်လက်စွပ်အဟောင်းကတော့ရိုးရိုးကွင်းယူပြောင်းကွင်းယူအပါလေးနဲ့အလဲကဂါနက်ပေါ့နော်ဂါနက်ကိုကျမစစ်ချက်ထုတ်လိုက်တဲ့အခါကျတော့ဂါနက် type က Hazelnut ဂါနက်ပါကာဘိုချွန်းလုံးချောပေါ့နော်အဲ့ဒါကိုဆရာကိုဘယ်လိုဒီဇိုင်းလေးဆွဲပြရမလဲဆိုပြီးတော့စိတ်ကူးလိုက်တဲ့အခါကျတော့ဒါလေးကိုကျတော့ကျွန်မ Art Deco style ယူထားတယ်ပေါ့နော် Art Deco style ဆိုတာကကျမတို့ geometric pattern တွေကို base လုပ်ထားတဲ့ style ပေါ့အဲ့မှာကျမ၄တောင်ကိုမသုံးချင်တဲ့အတွက်ကြောင့်မလို့ကျမ triangular ပေါ့နော် triangle တွေသုံးပါတယ် triangle သုံးတယ်ဒီမှာလည်းကျမ triangle သုံးတယ်ပြီးတော့ကျမဒါ BZ setting ပေါ့ BZ setting ပြီးနားမှာကျမဒီမှာ triangle သုံးတယ်စိန်တွေအကုန်လုံးကိုလည်းကျမtriangle ရအောင်အကုန်လုံးဆွဲထားတယ်စိန်ကကျမပါပေး setting ပြီးတော့100စီးသုံးတယ်ဒီမှာအကုန် triangle ဒီမှာ triangle ပြီးတော့ဒီမှာဘေးဘက်ကွင်းရိုးဘေးဘက်ဒီမှာပါကျမဒီမှာ geometric pattern တွေအကုန်လုံးထည့်ပါတယ်ထည့်တဲ့ခါကျတော့ဒီလက်စွပ်ရဲ့အဓိကဒီဇိုင်းကိုကြည့်လိုက်လို့ရှိရင်သူရိကန်ပုံလေးကိုထူးခြားစွာတွေ့ရပါလိမ့်မယ်အဓိကကတော့ဒါ geometric pattern ကိုသုံးထားပြီးတော့ Art Deco style ဖြစ်နေလို့ပါပြီးတော့ဒီစိန်ရဲ့လက်အားပေါ့နော်စိန်ရဲ့လက်အားကိုတော့ဒီဘေးဘက်မှာကျွန်မအောက်ဖက်ဒီအကုန်လုံးစိန်တွေကိုကျွန်မအကုန်သုံးထားတယ်ဒါက geometric pattern ပြီးတော့ဒီ signal ring style geometric pattern ကိုမှကျွန်မ grid shade ဟောင်းပေါ့နော် grid shade ဟောင်းလက်ရာပုံစံဒီရွှေလက်ထွင်းထားတဲ့ပုံစံနေပြီးတော့ဒါ luxury ဘက်ကိုသွားတဲ့ style ပေါ့နော် luxury and substantial piece of jewelry ပေါ့ဒါကျွန်မ high jewelry ဘက်ကိုရေးပေးထားတဲ့ design မှာပဒင်က light cap ပေးထားတာကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်မရဲ့မူရင်းပုံမှာဆိုရင်ကျွန်မဒီ triangle အပေါ်လေးတွေမှာပါကျွန်မရွှေအလိတ်ကလေးတွေပါတယ်ဒါပေမဲ့ဒီရွှေအလိတ်ကလေးတွေပါထည့်လိုက်လို့ရှိရင်ရွှေကတော်တော်လေးကိုသွားမယ်ပေါ့နော်ဝင်မယ်ပေါ့တစ်ချက်လောက်ကိုသွားမှာဆိုတော့ရွှေကိုလည်းကျွန်မငဲရတယ်ပထမကျွန်မဒီgallery အောက်ဖက်မှာကျွန်မintricate ဖြစ်တဲ့တန်းခွင်းတန်းလေးတွေရွှေတန်းလေးတွေကျွန်မထည့်ထားတာဒါပေမဲ့ရွှေကုန်ကြမဲ့ရွှေကိုနည်းနည်းတွက်ဆပြီးတော့ကျွန်မအဲ့ဒါဒီရိုးရိုးပဲပြန်ပြီးတော့အိုးကိုဖွင့်လိုက်ပြီးတော့တန်းခွင်းလေးပါလေဖြောက်လိုက်တာပေါ့နော်ဒါပေမဲ့ကျွန်မဆွဲတဲ့ပုံနဲ့အနီးစပ်ဆုံးတော့ထွက်လာပါတယ်ထွက်လာတယ်ဒါလေးကလည်းဆရာအတွက်ပါပဲဆရာစုစုအောင်လက်စွပ်၄ခွင်းအပ်တယ်ပေါ့နော်၄ခွင်းလုံးကိုကျွန်မ high jewelry design တွေရွေးအကုန်လုံးတည်ချ